တလွင်တောက်ပတဲ့နနခင်းကခုမှာရွှေယုံလေးဟာတောအုပ်တဲ့ကမြက်ခင်းစိမ့်စိမ့်ဒီပေါ်မှာခုံပေါက်ပြီးလွှားနေပါတယ်။အဲ့ဒီအချိန်မှာတောဆက်ကလမ်းတိုင်းရွာတဲကကြောင်းလေးစီကိုတွားနေတဲ့ဆရာမလေးတီလောက်ကိုတွေ့လိုက်ရပါတယ်။ဆရာမလေးရဲ့လက်ထဲမှာတော့ကလေးတွေအတွက်သင်ခန်းစာအုပ်တီနဲ့လွယ်တစ်လုံးကိုကင်ထားပါတယ်။မင်းညာကမိုးရွာထားတာကြောင့်လမ်းတွေကရှင်ဘွက်တွေထောက်ပြီးအရန်ကိုချောနေပါတယ်။ဆရာမလေးဟာလမ်းကိုတတိထားရှောင်နေရင်ကနေရုတ်တရက်ချီချော်သွားပြီးသူ့လက်ထဲကဘောပင်နဲ့ခဲတံတွေထည့်ထားတဲ့ဘူးလေးဟာမြက်ကြောထဲကိုလွင့်စင်ကျသွားပါတော့တယ်။ဆရာမလေးဟာစာအုပ်တွေကိုပွေပိုက်ထားရတာကြောင့်ချက်ချင်းကောက်ဖို့ခက်ခဲနေရှာပါတယ်။ရွှေယုံလေးဟာဒါကိုမြင်တာနဲ့ချက်ချင်းပဲမြက်တော်ထဲကိုတိုးဝင်သွားပြီးလွင့်စင်သွားတဲ့ခဲတံလေးတွေကိုတစ်ခုချင်းစီလိုက်ရှာပါတယ်။ရွှေယုံလေးဟာသူ့ရဲ့နှာခေါင်းလေးနဲ့မြက်ပင်တွေကိုရက်ထုတ်ပြီးခဲတံတွေကိုရှာတွေ့တဲ့အခါဆီယာမလေးမြင်သာတဲ့နေရာကိုစူးစီးပေးလိုက်ပါတယ်။ဆီယာမလေးဟာရွှေယုံလေးရဲ့ကူညီမှုကိုမြင်တဲ့အခါအံ့ဩဝမ်းသာသွားပြီးကျေးဇူးတင်လိုက်တာရွှေယုံလေးရဲ့လို့ချိုးသားစွာပြောလိုက်ပါတယ်။ဒါတင်မကသေးပေရွှေယုံလေးဟာဆီယာမလေးကိုရွှင်ဘွက်တီမရှိတဲ့6သွေးတဲ့မြက်ခင်းလမ်းအတိုင်းလမ်းပြခေါ်ဆောင်သွားခဲ့ပါတယ်။ဆီယာမလေးဟာရွှေယုံလေးရဲ့လမ်းပြမှုကြောင့်ကျောင်းကိုအချိန်မီရောက်သွားပြီးရွှင်တွေလည်းမပေးတော့ပါဘူး။ရွှေယုံလေးကတော့ကျောင်းဝင်းဝကနေဆီယာမလေးကိုနှုတ်ဆက်ပြီးတောထဲကိုပြန်လှည့်လာခဲ့ပါတယ်။ဆီယာမလေးဟာကျောင်းရောက်တဲ့အခါကျောင်းသားလေးတွေကိုဒီကနေ့ဒူတွေ့ခဲ့တဲ့ထူးဆန်းပြီးကျန်တာတက်တဲ့ရွှေယုံလေးအကြောင်းကိုပုံမြင်လေးတစ်ပုဒ်လိုပြောပြခဲ့ပါတော့တယ်။ရွှေယုံလေးရဲ့နာမည်ဟာအခုဆိုရင်တရွာလုံးမှာလူသိများပြီးလူတိုင်းရဲ့ချစ်ခင်မှုကိုရရှိနေပြီဖြစ်ပါတယ်။